FYP ကနေတဆင့် Universe ကမင်းကိုပေးချင်နေတဲ့မင်းရဲ့ဖူးစာရှင်အကြောင်းလေးရောက်လာပြီနော်မင်းရဲ့အနာဂတ်လက်တွဲပေါ်သို့မဟုတ် soulmate ကဘယ်လိုလူမျိုးဖြစ်မလဲသူ့ရဲ့ CI ကဘယ်လိုရှိပြီးတော့သူ့နာမည် initial ကဘာဖြစ်မလဲဆိုတဲ့ကက်ကလေးတွေကတဆင့်မေးကြည့်ရအောင်နော်စိတ်ကိုငြင်းငြင်းလေးထားပြီးတော့အသက်ကိုရှူသွင်းရှူထုတ်ပြင်းပြင်းလေး9ချိန်တောင်လုပ်ပြီးရင်သင်ကိုအစွဲဆောင်ဆုံးဖြစ်တဲ့ကက်ကလေးတစ်ကက်ကိုပေးချယ်ပေးပါကနံပါတ်1သူ့ရဲ့ CI ကအရန်ကိုဆွဲဆောင်မှုရှိပြီးတော့အများသားမှာချင်းကနေပေါ်လွင်နေတဲ့ဒီမျိုးပါ energy အပြည့်ရှိပြီးတော့ကိုယုံကြည်ချက်အပြည့်ရှိတဲ့ခီးသွားရတာဝါသနာပါပြီးတော့ပေါင်းတင်ဆက်ဆံရေးအရန်ကိုကောင်းနေသူမျိုးပါမင်းနဲ့ဆုံလို့ရှိရင်မင်းရဲ့ဘဝအမြဲတမ်းပျော်ရွှင်တက်ကြွအောင်လုပ်ပေးနိုင်တဲ့သူမျိုးလို့တွေ့ရပါတယ်သူ့ရဲ့နာမည်အရှိစာလုံးက M A S Y K ဆိုတဲ့ initial တစ်ခုခုပါဖို့ရာခိုင်နှုန်းအရန်များပါတယ်ကနံပါတ်2သူ့ရဲ့ CI ကတော့အလိုလိုနေရင်းနဲ့ကိုအသေးရဖို့ကောင်းချစ်စရာကောင်းတဲ့သူမျိုးပါစိတ်ထားကောင်းတဲ့စိတ်ထားအရန်နူးညံ့နေအနုပညာဆန်ပြီးတော့ romantic ဆန်လို့မင်းအတွက်ကဗျာတွေစာတွေရေးပေးပြီးတော့အသေးအဖွဲလေးကအစဂယုစိုက်ပေးတတ်တဲ့သူမျိုးပါတခါတလေခလေးတယောက်လိုချွဲတက်ပြီးတော့မင်းနားမှာရှိနေမေတ္တာငြိမ်းချမ်းမှုကိုခံစားရစီမှာပါသူ့ရဲ့ initial ကတော့ P N T E L စတဲ့ initial ပါဝင်ဖို့အခွင့်အရေးများပါတယ်ကနံပါတ်3သူ့ရဲ့ CI ကတော့ Daddy Mommy Material အစ်စ်ပဲစကားနဲတယ်ဒါပေမဲ့တည်ငြိမ်ပြီးအလုပ်စူးစားတယ်အခြေအနေတောင့်တင်းခိုင်မာမှုရှိလို့မင်းကိုစိတ်လုံခြုံမှုစိတ်ပိုင်းဆိုင်ရာအရာရောရုပ်ပိုင်းဆိုင်ရာအရာပါ 100% လုံခြုံမှုပေးနိုင်မဲ့သူမျိုးပါအပြောထက်လက်တွေ့လောက်တက်ပြီးတော့မင်းလိုအပ်တာမှန်သမျှကိုနောက်ွယ်ကနေဖြည့်ဆည်းပေးမဲ့အားကိုးထိုက်တဲ့လက်တွဲပေါ်မျိုးဖြစ်ပါတယ်သူ့ရဲ့ initial ကတော့ H W K O B စတဲ့ initial တွေပါဝင်ဖို့များပါတယ်ကဲမင်းရဲ့ soulmate ဇယိုက်ကလေးတွေကမင်းမျှော်လင့်ထားတဲ့ပုံစံနဲ့ကိုက်ညီမှုရှိရလားဒီလိုလှပတဲ့ love energy တွေကိုမင်းဘဝတွေကို manifest လုပ်ဖို့ attract လုပ်ချင်နေဆိုရင် comment မှာ claim with love လို့ရေးပြီးတော့ energy ကိုရယူလိုက်ပါအချစ်ရေးမှာအမြဲတမ်းကံကောင်းကြပါစေနော် bye bye